မင်္ဂလာပါဒီနေ့မှာတော့လူသားသမိုင်းတွေကအကြီးမားဆုံးသိပ္ပံပညာရှင်တဦးဖြစ်တဲ့ Albert Einstein အကြောင်းကိုမျှဝေပြောပြသွားမှာဖြစ်ပါတယ် Albert Einstein ကို1889ခုနှစ်မတ်လ14ရက်နေ့မှာဂျာမနီနိုင်ငံမှာမွေးဖွားခဲ့ပါတယ်သူဟာကလေးဘဝတုန်းကစကားပြောတာနောက်ကျခဲ့လို့လူတွေကညံနေလို့ထင်ကြပေမဲ့အမှန်တကယ်တော့သူဟာသင်ခန်းစာတွေထက်ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေကိုပိုစိတ်ဝင်စားတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်သူ့ဘဝမှာအရေးကြီးဆုံးပြောင်းလဲမှုတစ်ခုကတော့သိပ္ပံကိုစူးစမ်းလိုစိတ်နဲ့မနာမနေလေ့လာခဲ့တာဖြစ်ပါတယ်။ Einstein ဟာကျောင်းမှာထူးချွန်လှတဲ့ကျောင်းသားမဟုတ်ပေမဲ့အတွေးခေါ်နှဆိုင်ပြီးထူးခြားတဲ့စိတ်ကူးစိတ်တမ်းတွေကြောင့်နောက်ပိုင်းမှာသိပ္ပံလောကကိုတုန်လှုပ်စေခဲ့ပါတယ်။1905ခုနှစ်မှာတော့ Einstein အတွက်အံ့ဖွယ်နှစ်တစ်နှစ်ဖြစ်လာခဲ့ပါတယ်။ဒီနှစ်ကိုလူတွေက Miracle Year လို့တောင်ခေါ်ကြပါတယ်။အဲ့ဒီနှစ်မှာပဲသူဟာသိပ္ပံသမိုင်းကိုပြောင်းလဲသွားစေမဲ့စာတမ်းကြီးတွေကိုထုတ်ဝေခဲ့ပါတယ်။အထူးသဖြင့်လူသိများဆုံးကတော့မင်းဆိုတဲ့ညီမျှခြင်းပါ။ဒီညီမျှခြင်းကစွမ်းအင်နဲ့ဓာတ်ထုဟာတစ်ခုနဲ့တစ်ခုပြောင်းလဲနိုင်တဲ့ဆိုတာကိုပြသခဲ့ပြီးနောက်ပိုင်းနျူကလ িয়ার စွမ်းအင်အပါအဝင်နည်းပညာတိုးတက်မှုများစွာအတွက်အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။အချိန်ဆိုတာအားလုံးအတွက်တူညီမနေပဲလှုပ်ရှားနှုန်းအပေါ်မူတည်ပြီးပြောင်းလဲနိုင်တဲ့ဆိုတာကိုသူကသိပ္ပံနည်းလမ်းနဲ့သက်သေပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Einstein ရဲ့ဘဝကသိပ္ပံပညာနဲ့ပဲမပြီးဆုံးပါဘူး။နောက်ပိုင်းမှာတော့1922ခုနှစ်မှာ Einstein ဟာ Photoelectric အာနိသင် Photoelectric effect ကိုရှင်းပြနိုင်ခဲ့တာကြောင့်ရူပဗေဒဆိုင်ရာနိုဘယ်ဆုရရှိခဲ့ပါတယ်။ဒါအပြင် Einstein ကနှိုင်းရ theory of relativity ကိုတီထွင်ခဲ့တာကြောင့်လည်းနာမည်ကျော်ကြားခဲ့ပါတယ်။သူ့ရဲ့ theory ကအာကာသအချိန်ဆွဲငင်အားတို့ကိုလူသားတွေယခင်ထင်ထားတာနဲ့လုံးဝကွဲပြားတဲ့ပုံစံနဲ့နားလည်စေခဲ့ပါတယ်။နာဇီအစိုးရပေါ်ပေါက်လာပြီးနောက်သူဟာဂျာမနီကနေထွက်ခွာရပြီးအမေရိကန်ပြည်ထောင်စုမှာတွားရောက်နေထိုင်ခဲ့ပါတယ်။အဲ့ဒီမှာသူကသူတေသနကိုဆက်လက်လှုပ်ဆောင်ခဲ့တယ်လို့ငြိမ်းချမ်းရေးလူအခွင့်အရေးနဲ့နျူကလ িয়ার လက်နက်အန္တရာယ်အကြောင်းကိုလည်းပြည်သူတွေကိုတတိပေးပြောဆိုခဲ့ပါတယ်။ Einstein ဟာလူသားတွေအတွက်သိပ္ပံနဲ့အသိပညာတိုးတက်မှုကိုသာမျှော်လင့်ခဲ့သူဖြစ်ပြီးစစ်ပွဲနဲ့အကြမ်းဖက်မှုကိုမလိုလားတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်ပါတယ်။1955ခုနှစ်မှာတော့ Einstein ဟာကမ္ဘာကြီးကိုနှုတ်ဆက်ခဲ့ပေမဲ့သူ့ရဲ့အတွေးခေါ်တွေ theory တွေသိပ္ပံဆိုင်ရာအကျိုးသက်ရောက်မှုတွေကယနေ့အချိန်ထိလူသားတွေကိုလမ်းပြပေးနေစေဖြစ်ပါတယ်။ Einstein ရဲ့ဘဝကနေကျွန်တော်တို့သင်ယူရမယ့်အကြီးဆုံးသင်ခန်းစာကတော့စူးစမ်းလိုစိတ်ရှိရင်လူတစ်ယောက်ဟာကမ္ဘာကြီးကိုပြောင်းလဲနိုင်တယ်ဆိုတာပါ။နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။